အားလုံးပဲမင်္ဂလာပါချင်းဒီနေ့မှာတော့သူများကြီးလို့ဂျပန်နိုင်ငံမသွားနိုင်ပေမဲ့ပေါ့နော်မြင်းမြင့်မှာရှိတဲ့ဂျပန်ရွာလေးကိုအလဲသွားခဲ့တာဖြစ်ပါတယ်ချင်းပထမဆုံးတွေ့ရတာကတော့ဒါဂျပန်ပုံစံလေးဟိုအဆင်ထားရပေါ့နော်အမှပထမဆုံးနေတဲ့တပ်ပွေကိုနေရရှာတာဖြစ်ပါတယ်ဒီမှာဆိုရင်တော့အရင်ကိုပျော်ပြီးတော့ကျွန်မကရင်နဲ့လမ်းလျှောက်နေရပေါ့နော်ပေးလေအရင်များနေပါတယ်စပင်တူကြီးတက်ပြီးတော့ဆိုကျမအစလောက်ပဲပျော်နိုင်တယ်ပေါ့နော်လမ်းလျှောက်ရတာညောင်းလာရဲဆိုတော့စတင်ပြီးတော့မနှောပြစ်ပါပြီအမှကင်မရာမင်းကစိတ်ကြည်လက်ရှိနဲ့ရိုက်ပြီးပြီမဲ့လေမော်ဒယ်ကတော့လုံးဝကိုမရိုက်ရှင်ပါဘူးဒါအားတွေပြင်မဲ့နေပါပြီစပြီးတော့မနှောတွေကစပြစ်နေပါပြီဒါပေမဲ့လေကျမကလာတာတန်အောင်ပေါ့နော်ပိတ်ရင်တော့အများကြီးပြီးခဲ့ပါတယ်ဘယ်လိုလဲမလဲနောက်ပြန်ရှောင်းဒါကတော့ဂျပန်လှေကားလေးမှာပေါ့နော်လက်လေးပါညာဆက်ဂျပန်ရိုးရတော်တော်လေးကိုဂျပန်နဲ့တူတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျမတို့နောက်ကျမvoice မပေးနိုင်နဲ့ပေါ့နော်နောက်ခံအတန်လေးတွေနားထောင်လို့ရပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ကျမကအသက်ဘလောက်ကြီးကြီးဘလောက်စပီးထားပြီးတော့ပေါ်ချောင်းကိုတွေ့ရမှာဖြစ်ပါတယ်အဲ့မှာဂျပန်လိုရှောက်ဆိုတော့လေဂျပန်လိုလေးရှောက်ပြနေရဖြစ်ပါတယ်ဟုတ်ကဲ့ဒီပုံလေးပြလိုက်အမေကတော့အရင်က support ပေးရပေါ့နော်တခုနဲ့ဝဒနာပါဆိုတော့လေကျမကိုဒီဘက်ကိုလည်းကြည့်အောင်ခိုင်းတာမျိုးလို့ပေါ့အများကြီးကိုကျမရဲ့တငယ်ချင်းကကျမကိုအများကြီး support လုပ်ပေးထားဖြစ်ပါတယ်ဒါလေးကတော့ဂျပန်မှာရှိတဲ့မိဘုံလေးလိုပုံစံမျိုးလေးထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဂျပန်အိမ်လေးကြီးလည်းရှိပါတယ်ကျမမနှောပြနေတော့မျက်နှာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေမှာဆိုလို့အချွန်ညာလေးတစ်ဖြတ်ဝင်ပြရပါဒါကတော့လုံးဝအမှန်ကအတီးပေါ့နော်ကျမတကွင်းလုံး6ပတ်ပြီးသွားပြီဆိုတော့ဝတ်စုံလေးပြန်အပ်ဖို့ဆိုပြီးတော့ပြန်လာဖြစ်ပါတယ်ဝတ်စုံမိုးကတော့ဝတ်စုံတစ်စုံက9000ပေးရတယ်ပေါ့နော်ဒီကတနာကြီးလဲလို့ရပါတယ်ကျမကဝတ်စုံရောထီရောဆိုတော့7000ပေးခဲ့ရပါတယ်ဒါလေးကတော့လာခက်ကျမအင်္ဂလိပ်ကိုခေါ်အတွက်အားလုံးကိုဝဲခန်းလုပ်နေရပါခမင်းပြီးတော့နောက်ဆုံးမှာတော့ဘောဆောင်အပ်တဲ့နေရာလေးကိုရောက်လာပြီမနော်ဒီနေရာလေးမှာဆိုလို့ရှိရင်လည်းတပုံရရတာအရင်လှပါတယ်ပေါ့နော်ဒီကနေကြည့်မယ်ဆိုလို့ရှိရင်ဂျပန်ရွာအကုန်လုံးကိုမြင်ရဖြစ်ပါတယ်အားလုံးကိုကျေးဇူးပါ